တွေပေါက်နေတယ်ဝဲတွေပေါက်တယ်ညှင်းတွေဖြစ်နေတယ်ပေါ့နော်အဲ့ဒီကဝေဒနာရှင်တွေအတွက်တဘာဝဆေးလေးမျှဝေပေးချင်ပါတယ်လိုအပ်တဲ့ဆေးလေးကတော့ဝင်ကျတို့ကတက်သွန်အနီနဲ့တံမြာဒီလေးပဲလိုပါမယ်နော်ဘလို့လုံးဝမလဲဆိုလို့ရှိရင်တော့တက်သွန်အနီကိုညက်နေအောင်ထောင်းလိုက်ပါမယ်ရလာတဲ့အရည်ရဲ့တံမြာဒီအရည်ရဲ့ကိုစတူရောမယ်ပေါ့နော်ထမင်းစားစွန်းဆိုရင်တက်သွန်အနီထမင်းစားစွန်းတစ်စုံတံမြာဒီဆိုလို့ရှိရင်လည်းတံမြာဒီထမင်းစားစွန်းတစ်စုံစာစတူအရည်လေးကိုရောပြီးတော့ကိုပွေးပေါက်နေတဲ့နေရာညင်းဖြစ်နေတဲ့နေရာဝဲပေါက်နေတဲ့နေရာရာနာဖြစ်နေတဲ့နေရာလေးမှာတုပ်လိမ့်ပေးနေမယ်ဆိုလို့ရှိရင်တစ်လလောက်ကြာတဲ့အခါမှာတိတိတတာနဲ့တက်တာပြောက်ကင်းစေပါတယ်နော်ဒါလေးကတော့တဘာဝဆေးနည်းလေးပါရှင်တခြားတော့ပွေးပေါက်တာကိုပျောက်စေတဲ့တဘာဝနည်းလမ်းနည်းလေးရှိပါတယ်ပုံလေးတွေနဲ့ထပ်ပြီးတော့ပြထားပါတယ်နော်